始まるよ Okay ကိုသိန်းနင်ဘာလုပ်နေတာလဲဟင်းချက်ပြီးပြီလား ချက်ပြီးပါပြီမိမရဲ့အမားလို့ဘူကြီးရဲ့ ဒါလို့ sorry ကိုသိန်းနောက်နေ့မနေ့ပြန်ကြရင်ငါဂွေးပင်ကုန်းရွာကိုဓမြသွားတိုက်ဖို့ရှိတယ်အဲ့ဒါနင်ပါတခါတည်းလိုက်ခဲ့ရမယ်ဒါပဲ မဖြစ်ဘူးနော်တားကြောက်တယ်မမရဲ့ 大叫什么？ အာမားလို့ဘူကြီးရဲ့ 妈了我鸡耶！ ဒီလိုနဲ့နောက်တစ်နေ့မှာဓမြဘိုမိကျွယ်နဲ့သူ့ယောက်ျားကိုသိန်းတို့ဂွေးပင်ကုန်းရွာကို မိကျွယ်ကမြင်းကြီးစည်းချိတ်ထားတာပေါ့ကိုသိန်းရှေ့ကိုတက်အိမ်တိုင်းဖောက်ထွင်းဝင်ပြီးပစ္စည်းယူလာခဲ့ကြ ဟုတ်ကဲ့ဘူကြီးဘူကြီး ဒါလို့ sorry lovely ano